အားလုံးပဲမင်္ဂလာပါ။အုံကံမီယာပရာတုဒကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုဒီကပြောပြပေးသွားမယ်ပရာဝိထုလေးရဲ့အမည်ကတော့ဆရာတာတီရေးသားထားတဲ့မဖဲဝါထမ်းတဲ့ခေါင်းဆိုတဲ့ပရာဝိထုကြောင်းရာလေးကိုစိတ်ဝင်စားပွဲပြောပြပေးသွားမှာပဲဖြစ်ပါတယ်။မဖဲဝါထမ်းတဲ့ခေါင်းတာတီအကြီးရောဟဲ့ကျုပ်တွေးနေတာဗျ။မဖဲဝါတီတုံးကထဲ့ပြီးမြုပ်တဲ့ခေါင်းကြီးဗန်ပွေးကုန်းကိုရောက်လာခဲ့ပြီးတလားဆောင်ငမဲကြီးကိုကျုပ်ရှိမာရင်မဖဲဝါကရိုက်ပြီးဆုံးမခဲ့တယ်။ပြီးတော့မဖဲဝါကငမဲကြီးကိုပြောခဲ့တယ်။တင်းချိုင်းရှင်မဖဲဝါရဲ့တလားဟာမတမာသူတွေရဲ့လက်ထဲရောက်သွားရင်ငါဘာဖြစ်မယ်ဆိုတာနင့်မသိဘူးလားဟဲ့။ဒါဘာလို့ဆိုလိုတာတော့ကျုပ်တွေးပေမဲ့နားမလည်ပါဘူးဗျာ။ဒါပေမဲ့တခုကျုပ်သိသွားတယ်ဗျ။အဲ့ဒီတုန်းကမဖဲဝါဟာတီတာမဟုတ်နိုင်ဘူး။အရှင်လက်လက်ဘဝကူးနေတာဖြစ်လိမ့်မယ်။ဟဲ့တာတီအောင်မလေးဗျနင်မာရီဒီလောက်တွေးနေတာတော့ထွေးလေးခေါ်နေတာတော့မကြားပါလားဟိုတလောကဗန်ပွေးကုန်းကိုရောက်လာတဲ့မဖဲဝါရဲ့ခေါင်းကြီးအကြောင်းတွေးနေတာထွေးလေးရဲ့အေးဟဲအဲ့ဒီကိစ္စကြီးကလည်းကြောက်စရာကြီးပါလားတာတီရဲ့ဟုတ်တယ်ထွေးလေးရေမဖဲဝါကြီးရောက်လာပြီးသူ့ခေါင်းကိုပြန်သိမ်းသွားလို့တာပေါ့ဗျာနှုတ်မဟုတ်ရင်အဲ့ဒီခေါင်းဆောင်တဲ့ငမဲကြီးကဘလောက်များမှုယုံမလဲမသိဘူးဗျအေးလေဟဲနှုတ်အကြီးရောတာတီမိဖို့ကြောင့်ထဲမှာဗျထွေးလေးရဘာရီလာပို့တာတော့ကြက်သားပါဟဲ့အိမ်မှာကြက်သားချက်လို့အကြီးကိုတချမ်းလာပို့တာပါပြောရင်းနဲ့ထွေးလေးကအိမ်နောက်ဖေးကိုဝင်သွားရောဗျဒီတော့မှကျုပ်လဲဆက်တွေးရတော့တာပေါ့ဗျာမဖဲဝါဟာအကုသူတွေများလို့အရှင်လက်လက်ကနေတရေဘဝကူးတာဖြစ်မယ်ဗျကျုပ်တော့မကြတွေ့ဘူးတယ်ခမရောတွေ့ဘူးသလားမပြောတတ်ဘူးတည့်ရွယ်ထူးထူးကြီးတွေမှာဘောက်ဖက်တွေအိမ်ဖွဲ့ကြတာလေဗျာသူတို့ကိုကထွက်တဲ့အဆွေးတွေကိုချီမြင်လို့အမြင်တွေဆွဲပြီးတစ်ပင်မှာအိမ်ဖွဲ့ကြတာဗျအိမ်လားကူလားတော့မသိဘူးဝင်ပေါက်ထွက်ပေါက်လည်းမတွေ့ရဘူးလေဝင်ပေါက်တောင်မှရှိရလားမသိဘူးဗျအဲ့ဒီထဲမှာဘောက်ဖက်ကဝင်အောင်နေတာဘလောက်ကြာလဲတော့မသိဘူးဗျကျုပ်စိတ်ထင်ပြောရရင်တော့တလခွဲလောက်တော့ရှိမယ်ထင်တယ်အထဲကနေရောင်စုံလိပ်ပြဖြစ်ပြီးထွက်လာတာဗျဘောက်ဖက်မဟုတ်တော့ဘူးကျုပ်သိတာတော့ဒါကအရှင်လက်လက်ဘဝကူးတာပဲဗျမဖဲဝါလဲအဲ့ဒီလိုပဲဖြစ်လိမ့်မယ်ထင်တယ်နော်သူကတော့9ရက်လောက်နဲ့ဘဝကူးသွားပုံပဲဗျမြုပ်ထားတဲ့မြေပုံကြီးဝုန်းကနေပွင့်ထွက်သွားပြီးသူ့ကိုမြုပ်ထားတဲ့ခေါင်းကြီးပါမြေပေါ်ကိုမြောက်တက်လာတာဖြစ်မယ်ဗျမဖဲဝါအရှင်လက်လက်ဘဝကူးခဲ့တဲ့ခေါင်းကြီးဟာလွတ်စွမ်းနေပုံပဲဗျဒီခေါင်းထဲမှာဝင်ပြီးအရှင်လက်လက်ကနေဘဝတစ်ခုပြီးတစ်ခုထပ်ပြီးကူးသွားလို့ရတဲ့ပုံပဲဗျအတက်ပညာတွေတော့လူမှာပေါ့ဗျာအဲ့ဒီလိုအတက်ပညာတွေတတ်ထားတဲ့လူတွေကလည်းမဖဲဝါရဲ့ခေါင်းကြီးကိုလိုချင်ကြမှာပဲဗျကျုပ်ကတနုပြူတော်ကြီးကျင်းမိချစ်ကလေးကိုခပ်ပြီးငကားစီးပေါ်လေးကိုမိညှိလိုက်တယ်ဟဲ့ဒါတီမဖဲဝါရဲ့ခေါင်းကြောင်တွေးလို့ပြီးပလားထွေးလေးကပြန်ကာနီးကျုပ်ကိုစနေသေးတာဗျထွေးလေးစူနာကကျုပ်တို့ဝိုင်းတောင်ဘက်တဝိုင်းကျော်ကဗျနာမည်ကမမြပိုးတဲ့ကျုပ်တို့ကတော့ထွေးလေးမြပိုးလို့ခေါ်ကြတယ်ထွေးလေးမြပိုးကအမေဆိုလှုပ်ခင်နာဗျဘာဟင်းကောင်းချက်အမေကိုလာပို့တာဒီနေ့တော့အဘကဖျားစင်ရှိမှာဖျားရှိခိုးလို့ဗျရွာရဲမသွားသေးဘူးဖျားရှိခိုးပြီးပရိတ်စတဲ့တုပ်အကုန်ရွတ်တယ်ပြီးတော့ပထန်း24ပစ္စည်းကိုအပြန်လန်ရွတ်တယ်ဗျထမင်းစားချိန်ရောက်တော့ထွေးလေးမြပို့လာတဲ့အချက်သားကိုအမေကစီပြန်ဆက်ဆက်ကလေးချက်လို့ဗျမောင်မခေါ်ပဲကိုစူးပုတ်ရွက်အုပ်ချက်ထားတယ်ပြီးတော့ကျုပ်တို့အညာရဲ့ပေနိုင်ဟင်းတစ်ခွက်ပေါ့ဗျာခရမ်းကြီးနီးပန်းထွေးဖြော်လေးဗျာကျုပ်ဖြစ်ထမင်းစားလို့ကောင်းလိုက်တာဗျာစားတောက်လို့လည်းပြီးရောကျုပ်ကဝိုင်းထဲကမကြီးပင်ကြီးအောက်ကတစ်သားကုတ်ပြစ်ပေါ်ကိုဆင်းလာခဲ့တယ်ဆေးလိတ်ကလေးထိုင်ပွားရင်းဝိုင်းထဲဟိုကြည့်ဒီကြည့်ပေါ့ဗျာခဏနေတော့မျက်စိလေးလာတာနဲ့ဝဘိုးချမ်းကောင်းအောင်ပေါ်မှာပစူအောင်လေးခောက်ပြီးခင်းလိုက်တယ်ဘိုက်ကလေးနေတော့ဝဘိုးချမ်းပေါ်ခေါင်းတင်လိုက်တာနဲ့တခါတည်းအိပ်ပျော်သွားရောဗျူကိုကြီးတာတေကျုံနာရဲတော့ကြားသားဗျမျက်စိကဖွင့်လို့မရဘူးဖြစ်နေတယ်ဒါကြောက်ခဲတန်းဗျကိုကြီးတာတေဒီကောင်ကခုံရင်းနဲ့ကျုံနာရောက်လာရောဗျဒီတော့မှကျုပ်ကလည်းမျက်စိဖွင့်လို့ရသွားတာဗျဟင်းကြောက်ခဲပါလားကိုကြီးတာတေဘာဟင်းကောင်းတွေစားပြီးဒီလောက်အိတ်နေတော့ဗျဟေးထွေးလေးမြပို့လာပို့တဲ့ကြက်သားကွကြောက်ခဲရအမေရဲ့မောင်မခေါ်ပိတ်ဟင်းနဲ့တော့လိုက်သားကွကြောက်ခဲဟာတစ်သားကုတ်ပြစ်ပေါ်မှာဝင်းထိုင်နေမင်းမလဲနေကင်းနေလေတရေတမောလောက်ကိုမအိတ်နိုင်ဘူးရွာရဲလျှောက်သွားနေတော့တာပဲလားကွာကြောက်ခဲရဗန်ပွေကုန်းကပြန်လာတာဗျဟေးဟုတ်လား
ထနောင်းကုန်းနေမဟုတ်ပဲဗန်မွေးကုန်းတီတောင်ရောက်သွားရောလားဟာလက်မခေါ်သွားလို့ပါသွားတာဗျဟိုမှာဂေါ်လီရိုက်တန်းကစားမယ်ဆိုလို့ဟိုရောက်တော့လဲမကစားဖြစ်ပါဘူးဗျာတင်းញိုင်းကုန်းနဲ့သာရောက်သွားရောဗျဘာတင်းញိုင်းကုန်းဟုတ်လားကြောက်ခဲဟုတ်တယ်ဗျကိုကြီးတာတေးရဗန်ပွေးကုန်းရောက်တော့လက်မရဲ့တငယ်ချင်းဝတ်တိုးဆိုတဲ့ကောင်ကပြောတဗျဗန်ပွေးကုန်းကတင်းញိုင်းကုန်းဇရက်ထဲမှာကလားကြီးတယောက်ရောက်နေတာတယ်ဗျပုံစံကြည့်ရတာအောက်လန်းဆရာကြီးလားမသိဘူးလို့ပြောတာနဲ့ကျုပ်သွားကြည့်တာလက်မနဲ့ဝတ်တိုးလဲပါတယ်တွေ့ခဲ့လားကွာကြောက်ခဲရတွေ့ခဲ့တယ်ဗျကလားကြီးကခေါင်းမှာစတုံးကြီးထုံးလို့ဗျနှကမ်းမွေးမုတ်စိမ်မွေးအရှိကြီးဗျလေပင်မှာတော့လက်မလောက်ရှိတဲ့လူကောင်းကွန်လေးကိုကျိုးနဲ့တီးပြီးစိတ်ပတိလိုဆွဲထားတယ်ဗျသူဝတ်ထားတဲ့အင်ကြီးကလည်းပွားပွားရှိရှိကြီးဗျခါမှာတော့ကြောင်ကြိုက်ကလားရီလိုပဲကြောင်ကြိုက်ထားတယ်အင်ကြီးရောကြောင်ကြိုက်ပစိုးရောကဝါဝါကြီးဗျဟေးဟုတ်လားမင်းတို့သွားတော့သူဘာလုပ်နေတော့ကွာစောစောကကျုပ်ပြောတဲ့အယိုးကောင်းတေးသေးလေးတွေနဲ့လှုပ်ထားတဲ့ပတိကိုဖြုတ်ပြီးပတိစိတ်လို့ဗျခဏနေတော့ကျုပ်တို့ကိုတွေ့သွားပြီးလှမ်းခေါ်တယ်လက်မနဲ့ဝတ်သူကတော့ကြောက်ပြီးထွက်ပြေးသွားတယ်ကျုပ်ကတော့သူ့နာသွားပြီးဘာကိစ္စရှိလို့တုံးလို့မေးလိုက်တယ်အေးအဲ့ဒီတော့ဘာပြောတော့သူ့ကိုအာလူနဲ့ကြက်သွန်နီဝယ်ပြီးပါဆိုပြီးပတ်စံပေးတယ်အာလူတပိတ်သားကြက်သွန်နီ90သားတယ်ဗျဒါနဲ့ကျုပ်လည်းဗန်မွေးကုန်းရွာတွေကခင်လားတို့ကုံစုံဆိုင်ကနေဝယ်ပြီးသွားပို့ပေးလိုက်တယ်နောက်တော့ဘာပြောသေးတုံးကျုပ်ကသူ့လက်ထဲမှာပဒီလိုစိတ်နေတဲ့အယိုးကောင်းလေးတွေကိုစိုက်ကြည့်နေတာကိုကြီးတာတေးရဲ့တကယ်ကိုလူကောင်းခွန်တေးသေးလေးတွေဗျဟေးဟုတ်လားကွာလူကောင်းခွန်တော့ဟုတ်မှာမဟုတ်ပါဘူးဟုတ်တယ်ဗျကိုကြီးတာတေးကဘာဟုတ်တာတော့ကွာလူကောင်းကုံလေးတွေဆိုတာဟုတ်တယ်လို့ပြောတာဗျကျုပ်ကအဲ့ဒီခေါင်းခုံလေးတွေကိုပဲစိုက်ကြည့်နေတော့အဲ့ဒီကလာကြီးကပြောတယ်ဗျကောင်းလေးမင်းဒီစိတ်ပတိကိုစိတ်ဝင်စားလို့လားဒါလူသေးသေးလေးတွေရဲ့ခေါင်းခုံလေးတွေနဲ့လှုပ်ထားတာကွာအမေဘိုက်ထဲမှာလူဖြစ်ခါစားလူသေးသေးလေးတွေကွာအဲ့ဒါကိုငါပညာနဲ့ဆွဲထုတ်ပြီးစားပစ်လိုက်တာခေါင်းလေးတွေကြတော့နေလန်းပြီးခြောက်သွားတော့စိတ်ပတိလုပ်လို့ရတာပေါ့ကွာဆိုပြီးပြောတယ်ကိုကြီးတာတီရဲ့ဟေးကြောက်စရာကြီးပါလားကွာကြောက်ခဲရဟုတ်ပါဗျာကျုပ်ဖြင့်အဲ့ဒီကလာကြီးပြောတာကိုနားထောင်ရင်ကြက်သိန်းတွေထလာလိုက်တာမပြောပါနဲ့တော့ဗျာဒီပတိကဘယ်နှလုံးရှိရတော့လို့ကျုပ်ကကြောက်ကြောက်နဲ့ဆက်စုလိုက်သေးတာဗျဟာဟာဟာတကယ်ကောင်မဲအေးအဲ့ဒီတော့ကလာကြီးကဘာပြောတော့ကွာ69လုံးပတိတယ်ဗျဟာဒါဆိုရင်မအေးဘိုက်ထဲကသတိသားလေးတွေသူ့ပညာနဲ့နှိုက်ပြီးစားတာ69ရောက်တောင်ပေါ့ကြောက်ခဲရဟာမကဘူးဗျကိုကြီးတာတေးကသူ့လွယ်ကြီးထဲမှာလက်မလောက်ရှိတဲ့လူကောင်းကိုလေးတစ်လုံးထုတ်ပြီးကျုပ်ကိုပေးတယ်ဟေးဟုတ်လားမင်းယူလာသေးလားဟာမယူပါဘူးဗျာကျုပ်မယူချင်ဘူးလို့ပဲပြောလိုက်တယ်သူကလည်းအတင်းပေးတာမဟုတ်ပါဘူးဗျာလူချင်းရင်ယူလို့ပဲပြောတာဗျဒါကိုတွေးကြည့်ရင်ဒီကလားကြီးဟာတတိသားလေးတွေကိုဆက်ပြီးစားနေတော့မဲထင်တယ်ဗျကိုကြီးတာတေးကဟာဒါဆိုရင်တော့တေးကြတာပေါ့ကွာဒီတိုင်းသာဆိုရင်ဗန်ပွေးကုန်းတို့ငါတို့ထနောင်းကုန်းတို့ကကိုဝင်တယ်တွေကိုတော့စိတ်မချရတော့ဘူးကွာကြောက်ခဲရဟာမပူနဲ့ဗျကိုကြီးတာတေးကကျုပ်တို့ကိုဝင်တယ်တွေကဗိုက်ကြီးတွေပူကန်ထွက်နေသေးတာဒီကလားကြီးကဓာမျိုးစားတာမဟုတ်ဘူးဗျလူဖြစ်ခါစားတီးတီးလေးတွေကိုစားတာဗျဒီလိုအောက်လန်းမျိုးငါတို့တခါမှမတွေ့ဘူးကြောက်ခဲရဘဲနဲ့ကွာမိခင်ဘိုက်ထဲကတရေသားလေးတွေကိုနှိုက်စားရတယ်လို့ကွာတော်ယုံအောက်လန်းမျိုးတော့မဟုတ်ဘူးကွာကိုကြီးတာဒီဒါဆိုရင်ကျုပ်တို့ဘယ်လိုလုပ်မလဲဟေးဘယ်လိုလုပ်မလဲဟုတ်လားမင်းရောငါရောကအောက်လန်းဆရာကြီးတွေကိုနှိမ်နှင်းနိုင်တဲ့အထက်လန်းဆရာကြီးတွေမှမဟုတ်တာဘယ်လိုလုပ်လို့ရမှာတော့ကွာကြောက်ခဲလေမျက်နှာတော်တော်ပြတ်သွားတယ်ဗျဒီကောင်လေးကြောက်ခဲလေမစိုးဘူးဗျကိုရက်ကိုရွာကိုစိုးရင်တက်ပူပန်တက်တာပဲဗျိုးကိုကြီးတာတေးကြောက်ခဲပြန်သွားပြီလားဗျဟေးမပြန်သေးဘူးကွာဒီမှာရှိတယ်လက်မလာလီကွာဟိုတယောက်ကဘသူတော့ခေါ်ခဲ့လီကွာဝိုင်းဝါမှာတွန့်ဆုံမနေနဲ့လာကြလီဝတ်သူကိုပါခေါ်ခဲ့လီအော်အဲ့ဒါဝတ်သူလားဟုတ်တယ်ကိုကြီးတာတေးလက်မနဲ့ဝတ်သူပါကျုပ်ထိုင်နေတဲ့တစ်သားကုပြစ်မှာဝင်ထိုင်လိုက်ကြတယ်ဟေ့ကောင်တွေဘာဖြစ်လာကြတာတော့ကြောက်ခဲကသူ့ကောင်တွေကိုမိတာဗျဟေ့ကောင်ကြောက်ခဲငါနဲ့ဝတ်သူဟိုကလားကြီးကိုတစ်ခေါက်သွားကြည့်တာကွာအေးဘာတွေးခဲ့လို့တော့လက်မရဲ့မွေးဟောက်ကြီးကွာမွေးဟောက်ကြီးတကောင်ဇရက်ပေါ်တက်လာတာငါစိတ်ထင်တော့အဲ့ဒီမွေးဟောက်ကြီးနဲ့ကလားကြီးနဲ့စကားပြောနေတာထင်တယ်ကွာဟာမဟုတ်တာကွာလက်မယာမွေးဟောက်ကြီးကဘလို့လုပ်ပြီးစကားပြောနိုင်မှာတော့ကွာငါထင်တာကိုပြောတာပါကြောက်ခဲရကျုပ်ကငကားစီးပေါ်လိတ်ကလေးဖွာရင်းနဲ့တွေးနေတာဗျကြောက်ခဲမင်းမွေတွေကိုရှော့မတွက်နဲ့မွေနဲ့လူနဲ့ဟာစိတ်ချင်းစကားပြောလို့ရတယ်ကွာအထူးသဖြင့်ပညာသည်နဲ့ပေါ့ကွာငါတွေးမိပြီကွာဒီမွေဟောက်ကြီးဟာအဲ့ဒီအောက်လန်းဆရာကလားကြီးရဲ့အစီပါကြီးကွာဒီမွေကြီးကအဲ့ဒီကလားကြီးအတွက်တခုခုကိုလိုက်စုံစမ်းပေးနေတာဖြစ်မယ်ကွာသူ
သူတို့မွေတွေကနေရာအနှံ့မှာရှိတော့မွေချင်းသတင်းထောက်လန်းလို့ရတယ်ကွာဟာဟုတ်လားကိုကြီးတာဒီအေးဟုတ်တယ်ဒီပုံစံဆိုရင်တော့ဒီအောက်လန်းဆရာကြီးဟာဒီနယ်ကိုကိစ္စတစ်ခုအတွက်ရောက်လာပုံပဲကွာတခုခုကိုကြိတ်ရှာနေတာမွေတွေကိုအောက်လန်းဆရာကြီးတွေကခိုင်းလို့ရတယ်အခုလေသူသိချင်တဲ့ကိစ္စကိုမွေတွေကိုစုံစမ်းခိုင်းပုံရတယ်ကွာဟင်းဟုတ်လားကိုကြီးတာဒီထူးဆန်းလိုက်တာဗျာလက်မကတန်အံ့တအော်ပြောတာဗျဝတ်သူကတော့ကျုပ်ပြောနေတာတွေကိုဘာမှနားလည်ပုံမပေါ်ဘူးဗျမျက်လုံးပြူးပြူးကြီးနဲ့ငေးပြီးနားထောင်နေတာကိုကြီးတာဒီပြောတယ်လို့ဆိုရင်လက်မနဲ့ဝတ်သူတွေ့ခဲ့တဲ့မွေဟောက်ကြီးကကလားအောက်လန်းဆရာကြီးလွတ်ထားတဲ့မွေစုပ်တောင်ကြီးပေါ့ဟုတ်လားကိုကြီးတာဒီကြောက်ခဲကကျုပ်ကိုမေးတာဗျတိတ်ဟုတ်တာပေါ့ကြောက်ခဲဟာဒီကလားအောက်လန်းဆရာကြီးဟာဘာကိစ္စနဲ့ရောက်လာတယ်ဆိုတာမကြခင်သိလာမှာပေါ့ကွာဒီတော့ဒီလိုလုပ်ကွာဝတ်သူကဗန်းမွေးကုန်းကိုပြန်ရောက်ရင်မင်းတငယ်ချင်းတွေကတတိရှိတဲ့ကောင်2ယောက်3ယောက်လောက်ရှာကွာပြီးရင်အဲ့ဒီကလားကြီးကိုတိတ်ချောင်းပြီးအကဲခတ်ကွာတခုခုထူးခြားရင်တော့ချက်ချင်းသာပြေးလာခဲ့ပြီတော့ကိုကြီးတာဒီအတွက်မပူနဲ့ကျုပ်ဗန်းမွေးကုန်းကိုပြန်လိုက်သွားမယ်ဒီညဟိုမှာပဲအိတ်မယ်လက်မကတော့အိမ်ပြန်တော့နော်မင်းအိမ်ဟာစိတ်ပူနေလိမ့်မယ်ငါကသွားနေကြဆိုတော့ပြဿနာမရှိဘူးကျုပ်လည်းဘာပြောရမှန်းတော့မသိတော့ပါဘူးဗျာဒီလူကြီးကိုစောင့်ကြည့်ဖို့လိုတာတော့အမှန်ပဲဗျနောက်ဆုံးတော့လက်မကအိမ်ပြန်သွားတယ်ကြောက်ခဲကသူ့အိမ်ကိုအကျိုးအကြောင်းသွားပြောပြီးဝတ်သိုးနဲ့ဗန်းမွေးကုန်းကိုလိုက်သွားတယ်ဒီကောင်ဒီညဗန်းမွေးကုန်းမှာအိမ်မှာဗျကျုပ်လည်းဟိုတွေးဒီတွေးနဲ့ညတကောင်လောက်ရောက်မှအိပ်ပျော်သွားတယ်ဒီမှာရင်ဒီအိမ်မက်ကိုကျုပ်မှတ်တော့တာပဲဗျာအိမ်မက်ထဲမှာကျုပ်ကမီးလောင်ကုန်းကပြန်လာတာဗျမီးလောင်ကုန်းတင်းချိုင်းကိုကွေ့သွားတဲ့လမ်းကတော်လန်ကလေးလေးဗျာမဖဲဝါနေတဲ့အိမ်ဆိုတဲ့ဝတ္ထုမှာကျုပ်ရေးခဲ့ဘူးပါတယ်မဖဲဝါရဲ့ခွေးနဲ့ကြီးကကျုပ်ကိုလာပြီးခေါ်သွားတဲ့လမ်းကလေးပေါ့ဗျာအိမ်မက်ထဲမှာကျုပ်ကအဲ့ဒီလမ်းကလေးတိုင်လျှောက်လာတာဗျတော်လန်ကလေးစုံတော့ရာကွက်ထဲကိုရောက်လာတယ်ဗျမီးလောင်ကုန်းတင်းချိုင်းကိုကွေ့ပတ်သွားတဲ့လမ်းပေါ့ဗျာကျုပ်တုတ်ငနဲ့ရက်လိုက်တယ်ဒီလမ်းဆုံးရင်ရာကွက်ထဲကိုရောက်မှာကိုကျုပ်သိနေတာကိုအခုလမ်းဆုံးတော့အိမ်ဝိုင်းကြီးတစ်ခုတည်းကိုကျုပ်ရောက်သွားတယ်အိမ်ကတိုက်အိမ်ပြက်ကြီးဗျကျုပ်တကူလုံးစက်သိန်းတွေဖြန်းကနေထားသွားရောဗျာကျုပ်အိမ်ကြီးကိုတီးတီးချာချာကြည့်လိုက်တယ်ကျုပ်တခါကရောက်ဖူးတဲ့မဖဲဝါရဲ့အိမ်နဲ့ခက်စင်စင်ပဲဗျအဲ့ဒီအိမ်တော့မဟုတ်ဘူးကျုပ်ကအိမ်ကြီးရှိမှဟိုကြီးဒီကြီးကြည်နေတော့ရှိသေးတာဗျဟာမဖဲဝါရဲ့ခွေးနဲ့ကြီးထအုပ်လိုက်တဲ့အတန်းဗျကျုပ်ဖြစ်တုံတော်တုံသွားတယ်ဟာအိမ်ငကားကြီးပွင့်သွားပြီဗျို့အိမ်ထဲမှာတော့မိအိမ်ထွန်းထားတယ်ဗျတာတေးဝင်ခဲ့လေဒါမဖဲဝါရဲ့အတန်းဗျဒါဆိုရင်တော့မဖဲဝါကသူ့ရဲ့10 ပေကျော်လောက်ရှိတဲ့ရက်ကြီးနဲ့မဟုတ်ဘူးထင်တယ်သူအမြဲဖန်ဆင်းပြလိရှိတဲ့ကျုပ်နဲ့ရွယ်တူကလစင်ကောင်မလေးတယောက်ပုံစံဖြစ်လိမ့်မယ်ကျုပ်အိမ်ထဲကိုဝင်ချသွားလိုက်တယ်ကျုပ်ထင်တဲ့အတိုင်းပဲဗျို့ကျုပ်နဲ့ရွယ်တူကောင်မလေးဗျသပင်ကဝဲတသားလေးနဲ့ဘယ်ဘက်နားပေါ်မှာပန်းဝါလေးတစ်ပွင့်ပန်ထားတယ်ဒါကတော့မဖဲဝါရုပ်ပြောင်းရင်အမြဲပန်လေးရှိတဲ့အဝါရောင်ပန်းကလေးဗျစနေရသည်အဝါပွင့်လေးလေဗျာထိုင်လေးတာတေသူကခက်လန်းလန်းကကလထိုင်မမေကြီးတစ်လုံးမှာထိုင်နေတယ်ကျုပ်ကစာမဏေငှက်နှကောင်ပုံထွေးနာတဲ့နောက်မီနဲ့ကလထိုင်အဟောင်းကြီးတစ်လုံးမှာဝင်ထိုင်လိုက်တယ်မဖဲဝါကကျုပ်ကိုစိုက်ကြည့်ပြီးပြောတယ်ဟုတ်ကဲ့မဖဲဝါပြောပါဗျာကျုပ်ဘာလုပ်ပေးရမှာတော့မဖဲဝါကထိုင်နေတဲ့ကလထိုင်မှာခက်မီမီလေးလှုပ်ပြီးမျက်စိမှိတ်ထားတယ်ပြီးတော့သူ့လက်နှစ်ဖက်ကိုရှေ့ကိုဆန်းထုတ်ပြီးလီထဲကိုမြှောက်လိုက်တယ်ဗျခဏနေတော့ဖြောင်းကနေလက်ခုပ်တစ်ချက်တီးလိုက်တယ်ဟာကျုပ်ဖြစ်လက်အောင်လန့်သွားတယ်ဗျစက်သိန်းတွေဆိုတာဖြန်းကနေထပြီးသပင်တွေတောင်ထောင်သွားတယ်အိမ်နောက်ဘက်အမှောင်တူကြီးကလည်းမဖဲဝါရဲ့ခေါင်းတလားကြီးလေထဲမှာဘောလောကြီးမျောပြီးထွက်လာတာဗျလေထဲမှာဘောလောကြီးမျောပြီးထွက်လာတဲ့ခေါင်းကြီးကကျုပ်နဲ့မဖဲဝါရဲ့ကြားကကျမ်းမြေပေါ်မှာငြိမ်ကျသွားတယ်မဖဲဝါအသက်44နှစ်လို့တစ်သားပေါ်မှာစာလုံးထွင်းထားတဲ့ခေါင်းကြီးပေါ့ဗျဟိုတလောကဗန်မွေးကုန်းကိုရောက်လာတဲ့ခေါင်းကြီးလေကျုပ်ကခေါင်းကြီးကိုစိုက်ကြည့်နေတော့မဖဲဝါကပြောတယ်တာတေအဲ့ဒီခေါင်းကငါ့ကိုမြေမြုပ်ခဲ့တဲ့ခေါင်းလေငါရွာသူရွာသားတွေကငါတည်သွားပြီလို့ထင်ပြီးငါအလောင်းကိုဒီခေါင်းထဲမှာထည့်တေးသေးချာချာတင်းကြိုပေးခဲ့ကြတာပါဒါပေမဲ့ငါကတခြားလူတွေလိုတည်ပြီးတော့နောက်ဘဝကူးရတဲ့သူမဟုတ်ဘူးအရှင်လက်လက်ဘဝကူးခဲ့ရတာသူတို့မြေမြုပ်ခဲ့တဲ့ဟောဒီခေါင်းတလားကြီးထဲမှာတင်ငါကအရှင်လက်လက်ဘဝကူးခဲ့ရတာအေးလေငါတို့မောင်နှမလှုပ်ခဲ့ကြတဲ့အကုသူတွေကနဲတာမှမဟုတ်တာခံကြရတော့မှာပေါ့လေဟိုမဖဲဝါက
ကျုပ်ကဘာဆက်ပြောရမှန်းမသိလို့စကားကိုရပ်ထားလိုက်တယ်ဗျပြောလေတာတေနင်ဘာပြောမလို့တော့ဟိုကျုပ်ပြောချင်တာကကျုပ်မသိလို့မေးချင်တာပေါ့ဗျာမဖဲဝါဘဝကူတာဟိုဘောက်ဖက်တွေကနေလိပ်ပြဖြစ်တယ်လို့ကူတာလားအဲ့လိုသိချင်လို့ပါအေးဟုတ်တယ်အဲ့ဒီသဘောမျိုးပဲတာတေနင်ကတော်တော်သိတာ哦သိတာမဟုတ်ပါဘူးဗျာကျုပ်တွေးမိလို့ပါဟုတ်တယ်တာတေဟုတ်တယ်အဲ့ဒီမှာဒီပြဿနာတွေကြုံရတော့တာပေါ့ဗျာဘာပြဿနာတော့ဟောဒီခေါင်းတလားဟာမှော်ဝင်ပစ္စည်းတစ်မျိုးလိုဖြစ်သွားတယ်တာတေအောက်လန်းပညာတွေကိုနှံ့ဆက်တက်တဲ့သူဟာဒီခေါင်းထဲမှာဝင်ပြီး9 ရက်တိတိသေးတယ်လို့နေလိုက်ရုံနဲ့နောက်တစ်ဘဝကိုဆက်ကူးနိုင်တယ်တနည်းပြောရရင်တော့အသက်ကိုရှည်အောင်ဆက်ကူးပြီးနေသွားလို့ရတယ်ဗျာဟုတ်လားမဖဲဝါဟာဒါဆိုရင်ဒီခေါင်းအကြောင်းကိုသိသွားတဲ့လူကလိုက်ရှာနေမှာပေါ့နော်ဟုတ်တာပေါ့တာတေဒါကြောင့်ငါမှဒီခေါင်းကိုအမြဲဖွက်ထားရတယ်အဆောင်အရှောက်အမြဲချထားရတာဒါကြောင့်ငမဲကြီးစောင့်ခဲ့ရတာကိုအေးဟုတ်တယ်ဒါပေမဲ့ငါတပည့်ငမဲရဲ့မိုင်းမဲမှုကြောင့်ဒီခေါင်းရဲ့သတင်းကအပြင်ကိုထွက်သွားပြီတာတေဟင်းဟုတ်လားမဖဲဝါဟုတ်တယ်တာတေအောက်လန်းဆရာတွေကဒီခေါင်းရဲ့သတင်းကိုအမြဲစုံစမ်းနေတာအခုတော့အင်မတန်မှအစွမ်းထွက်တယ်အိန္ဒိယအောက်လန်းကြီးဘန်ဘွေးကုန်းတင်းချိုင်းမှာရောက်နေပြီဟာဟုတ်တယ်မဖဲဝါကျုပ်အဲ့ဒီသတင်းကြားပြီးပြီကြောက်ခဲကျုပ်ကိုပြောတာကျုပ်ဒီလူအကြောင်းကိုကြားပြီးပြီဗျဒီအောက်လန်းဆရာကြီးကတော်တော်ကိုကြောက်စရာကောင်းတာပဲဗျမအီရီရဲ့ဘိုက်ထဲကသတိသားလေးတွေကိုထုတ်စားတာဆိုပဲပြီးတော့အဲ့ဒီသတိသားလေးတွေရဲ့ခေါင်းခွန်လေးတွေတီးပြီး69လုံးပတိလှုပ်ထားတယ်ဆိုပဲဗျဟုတ်တယ်တာတေအဲ့ဒီသတိသားတယောက်ကိုသူတို့ရဲ့ပညာတွေနဲ့မမ်းမှုတ်ပြီးစားလိုက်တိုင်းသူတို့မှပြောမပြနိုင်လောက်အောင်ကိုအားအင်တွေတိုးလာကြတာဒါပေမဲ့အဲ့ဒီလိုအစင်မျိုးထိပညာတက်တဲ့အောက်လန်းကြီးတွေတိတ်မရှိတော့ပါဘူးတကဘာလုံးမှ9ယောက်လောက်ပဲရှိတော့တာပါအဲ့ဒီအထဲမှာအခုဘန်းပွေးကုန်းကိုရောက်နေတဲ့အကောင်လေးပါရာပေါ့တာတီဟာဟုတ်လားမဖင်းဝါဒါဆိုရင်ဒီလူကြီးရဲ့ပညာကကဘာထိတ်တန်းအဆင့်ရှိတာပေါ့ဟုတ်လားမဖင်းဝါနှုတ်နေပါအောင်ဗျဒီလူဒီကိုဘာလာလောက်တာတော့အိန္ဒိယကနေတော့ရောက်လာတာဆိုတော့တော်ယုံကိစ္စတော့ဟုတ်မယ်မထင်ဘူးဗျဒီလိုတာတီငါရဲ့မှုံဝင်ခေါင်းတလားပေါ်လာတဲ့သတင်းကိုသူကြားသွားတယ်ဒီလူကဗမာပြည်တဲကိုလည်းအမြဲဝင်လိုက်ထွက်လိုက်လုပ်နေတာဗမာစကားကိုလည်းကောင်းကောင်းတတ်တယ်ပြီးတော့သူ့မှာသူ့သွားလျာပါတဲ့မွေးဟောင်ကြီးတစ်ကောင်ရှိတယ်အဲ့ဒီမွေးကြီးကသူ့ပညာနဲ့လေ့ကျင့်မွေးမြူထားတဲ့မွေးဟဲ့သူအမိတ်ဆိုရင်နည်းနည်းမှတွေးပြီးတာမရှိဘူးမွေးရီမာကတော်တော်လေးထူးဆန်းတဲ့အစွမ်းတွေရှိတယ်မွေးရီတစ်ကောင်နဲ့တစ်ကောင်အဝေးကြီးကိုလှမ်းပြီးဆက်သွယ်နိုင်တယ်အဲ့ဒီမွေးရဲ့အစွမ်းနဲ့ငါခေါင်းတလားကြီးပေါ်လာတဲ့တဲ့ရင်ကိုဒီကောင်ရသွားတာတတိဒါကြောင့်ဒီကိုချက်ချင်းရောက်လာတာဒီလိုကိုအခုရောသူဘာလုပ်နိုင်လို့တော့ဗျလုံနိုင်နေတာတေးရင်ဒီကောင်ကငါ့ကိုအမိန့်ပြန်ထားတယ်အခုလာမယ်လားကွယ်ညာတကောင်ချင်းတိတိမှာငါရဲ့မှော်ဝင်တလားကိုငါကိုယ်တိုင်ထမ်းပြီးသူ့စီကိုအရောက်ပို့ပေးရမယ်တဲ့ဟေဗျာဟုတ်လားမဖဲဝါသူ့ကိုမရှင်းနိုင်ဘူးလားဘလူးလို့ရှင်းနိုင်မှာတော့တာတေးရဒါဆိုရင်မဖဲဝါရဲ့တခင်မကြီးမြောက်ဖက်ရှင်မရဲ့အကူကြီးကိုယူရင်ကောဗျဟာမလွယ်ဘူးတာတေးဒီအောင်လန်းဆရာကြီးကကဘာမာကိုနံပါတ်1အဆင့်ရှိတယ်ဟဲ့ဟာဟုတ်လားမဖင်းဝါနောက်ဆုံးကြံနေတဲ့ကဘာပေါ်ကအောက်လန်းကြီးတွေထဲမှာဒီကလားကြီးကနံပါတ်1ဆိုတော့သူ့ပညာတွေဟာတွေးမကြည့်ရဲလောက်အောင်ကိုကြောက်စရာကောင်းတာပါလားဟုတ်တယ်ဒါတီဒါပေမဲ့ငါကတော့အလျှော့ပေးမှာတော့မဟုတ်ဘူးသူ့ကိုတတ်နိုင်တဲ့နီလန်းကိုငါကြံစီနေတာပဲနှုတ်နေပါဦးမြဒီခေါင်းတလားကိုမဖဲဝါကိုယ်တိုင်လာပို့ရမယ်ဆိုတာကဘာသဘောတော့ဟဲ့တာတီရဲ့ဒီကောင်ကငါရဲ့မှော်ဝင်ခေါင်းတလားကိုယူယုံနေမဟုတ်ဘူးဟဲ့ငါကိုပါဖမ်းပြီးခေါ်သွားမှာပြီးတော့ငါကိုတလုံးခိုင်းစားဖို့ကြံတာဟေဒီလိုကိုတော်တော်ကိုကြောက်စရာကောင်းတဲ့အောက်လန်းကြီးပါလားဗျာဒီမှာမဖဲဝါကျုပ်ကတော့သူ့ဟာသူကဖနံပါတ်1ပဲဖြစ်ဖြစ်နံပါတ်2ပဲဖြစ်ဖြစ်ဒီလိုလူမျိုးကိုအဝေးစီးရအောင်ပို့လိုက်ချင်းစမ်းနေဗျာဟဲ့တာတီနင်တကယ်ပြောတာလားနင်မှာအဲ့ဒီအောက်လန်းကြီးကိုရင်ဆိုင်ရဲတဲ့တက်တီရောရှိရဲ့လားဘာပြောတယ်မဖဲဝါကျုပ်အကြောင်းတွေကိုမဖဲဝါလေးသိနေတာပဲဗျာကျုပ်ကကြောက်တယ်ဆိုတာဘာမှန်းကိုသိတဲ့ကောင်မဟုတ်ဘူးဗျဟာမဖဲဝါကအားရပါရကိုရေတော့တာပြုတ်ကျုပ်တောင်ကြောင်တောင်ဖြစ်သွားတယ်မဖဲဝါကဘာကိုသဘောကျလို့ဒီလောက်ရေနေမှန်းကျုပ်မသိဘူးဗျကျုပ်ပြောလိုက်တဲ့စကားထဲမှာဘာများရေစရာပါသွားလို့တော့လို့ကျုပ်ကတွေးကြည့်နေတာဒါတီဒါဆိုရင်ဖြစ်ပြီဟဲ့ဗျာဘာတော့ဗျဘာဖြစ်မှာတော့
ဒီကောင်ကြီးကိုနေနဲ့ငါနှစ်ယောက်ပေါင်းပြီးတက်လို့ရတယ်ဟာဟုတ်လားမဖဲဝါဒါဆိုလေမြန်မြန်သွားပြီးတက်လိုက်ကြရအောင်ဗျာဘယ်ဖြစ်မှာတော့တာဒီလာကွယ်ညတကောင်မငါကတလားသွားပို့ရမှာအော်ဟုတ်သားပဲဗျဒါဆိုရင်ကျုပ်ကဗန်ပွေးကုန်းတင်းချိုင်းတွေကစောင့်နေရမှာလားဟာမဟုတ်ဘူးတာဒီနင့်ကိုငါတစူးဝါလုံးပြီးမယ်မနက်မိုးလင်းတာနဲ့နင်တို့ဝိုင်းထဲမှာရောက်နေလိမ့်မယ်မဖဲဝါကလည်းဗျာကျုပ်မှာတိတ်နာတဲ့တစူးဝါရှိတယ်ဗျမတူဘူးတာဒီအခုငါပေးမယ်တစူးဝါကအထက်လန်းဆရာတယောက်ကိုတင်းညူထားတဲ့တစူးဝါဟဲ့အစွမ်းတတိရှိတယ်နင်ကအဲ့ဒီတစူးဝါကိုတထောင်လောက်ဖြတ်ပြီးတိတိကျကျချွန်းတာဒီဝါကဘလောက်တောင်စွမ်းတယ်လဲဆိုရင်အဲ့ဒီအထက်လန်းဆရာကြီးကိုတကြူခဲ့တာအနှစ်20ရှိတာတောင်အခုထိစိမ့်နေတော့နင်းနေမှခြောက်မသွားဘူးအပင်ကအခုချက်ချင်းခုတ်လာတဲ့အတိုင်းပဲအဲ့ဒါကိုနင်းတိတိကျကျချွန်းတာလာကွယ်နေညာတကောင်မတိုင်ခင်ဟော်ရီမီလောင်ကုန်းတင်းချိုင်းထဲကိုနေရောက်လာခဲ့နေတယောက်ထဲလာနော်ဘသူမှမသိစေနဲ့ကြားလာတာဒီဟုတ်ကဲ့စိတ်ချမဖဲဝါရေတာတီကဒါမျိုးတွေလှုပ်ချင်လို့စောင့်နေကြတာကြာပြီဗျအေးဒါဆိုရင်ဟန်ကြပြီပေါ့ဟဲ့နေသာဆန္ဒမရှိရင်ငါကအတင်းခိုင်းခွင့်မရှိဘူးတာတီအော်နေချွန်ထားတဲ့တစူးဝါလဲယူခဲ့နော်ဟုတ်ပြီကျုပ်ယူခဲ့မှာပါအေးတကောင်ရောက်တာနဲ့နင်ကငါရဲ့တလားကြီးထဲမှာဝင်ပြီးပက်လက်လှမ်းနေပြီတော့တစူးဝါကိုရင်ဘက်ပေါ်တင်ပြီးအစင်သင့်ကင်ထားရမယ်ငါကဟောဒီမှုံဝင်တလားကိုထမ်းပြီးဗန်ပွေးကုန်းတင်းချိုင်းကိုသွားမယ်ဟိုရောက်တာနဲ့ငါကမှုံဝင်တလားကိုအပ်လိုက်မယ်ဒီကောင်ကြီးကဝမ်းတာအားရနဲ့ခေါင်းတလားကြီးကိုအဖုံးဖွင့်ကြည့်လိုက်မယ်ခေါင်းဖုံးဖွင့်တာနဲ့နင်ကသူ့ရင်ဘက်ထဲကိုတစူးဝါထိုးသွင်းလိုက်ပြီတော့အေးနင်သတိထားရမှာကထိုးသွင်းထားတဲ့တစူးဝါကိုကျွတ်မထွက်သွားဘူးပဲတာတီရေကျွတ်သွားရင်တော့ငါတို့ရှုံးပြီတာတီအဲ့ဒီလိုဖြစ်ရင်တော့နေရောငါရောကိုဒီကောင်ကြီးကတက်ပြစ်မှာပဲဒီအတွက်တော့မပူနဲ့ဗျာတစူးဝါလုံးဝကိုကျွတ်မထွက်အောင်ကျုပ်ထိုးမှာနှုတ်နေပါအောင်ဗျဒီလောက်အစွမ်းထက်တဲ့အောက်လန်းကြီးကိုဒီတစူးဝါနဲ့ထိုးယုံနဲ့တေးပါမလားဗျအေးနေမေးတာတဘာဝတော့ကြပါတယ်ဒီကဘာမှာဒီကောင်ကြီးရဲ့လှုပ်ဝက်ချက်ကိုတိထားတာငါပဲရှိရတာတကယ်တော့ဒီကောင်ကြီးကဖုတ်ကောင်ကြီးဟဲ့လူအစ်စ်မဟုတ်ဘူးဗျာဘလို့ဗျဒီကောင်ကြီးကအိန္ဒိယမဟုတ်ဘူးအာဖရိကန်ကြီးဟဲ့အထက်ပုဂ္ဂိုလ်ကြီးတယောက်ကိုသွားပြီးစော်ကားလို့ဟိုကတက်ပစ်လိုက်တာအာဖရိကန်ကြီးကတေသွားပြီးအခုအချိန်မှာဒီကောင်ကဘူဒူးမန်နန်ယူပြီးအိန္ဒိယအောင်လန်းဆရာရဲ့ဝိညာဉ်ကိုနှုတ်ပစ်လိုက်တယ်ပြီးတော့အဲ့ဒီအိန္ဒိယရဲ့ကိုယ်ထဲမှာသူဝင်နေလိုက်တာအာဖရိကန်အောင်လန်းဆရာကြီးတွေကဝိညာဉ်လဲတဲ့ပညာမှာတကယ်တော်ကြတယ်ဖုတ်ကောင်ဆိုတာရင်ဝကိုအချွန်းနဲ့ထိုးတက်ရင်တေတတ်တယ်ဟဲ့တခြားဘလို့တက်လို့မှမသိဘူးအေးဒီကောင်ကြီးကတော့ရိုးရိုးအချွန်းနဲ့ထိုးတက်ရင်တေချင်မှတေမှာမို့တစူးဝါအစွမ်းထက်ထက်နဲ့နင့်ကိုထိုးခိုင်းတာအော်ဒီလိုလားတွေ့ကြသေးတာပေါ့ဖုတ်ကောင်ကြီးဟာကျုပ်ကကျိန်းဝလိုက်လေတယ်ဒီကိစ္စကိုဘသူမှမသိဘူးလို့တဲ့တာတီနင်တယောက်ကိုပြောလိုက်တာနဲ့မွေတကောင်ကကြာသွားပြီးအောက်လန်းရဲ့မွေဟောက်ကြီးကိုသတင်းပို့လိုက်လိမ့်မယ်နင်သတိရှိဖို့မမေ့နဲ့တာတီစိတ်ချမဖဲဝါစိတ်ချဒီကိစ္စကကျုပ်အသက်ကိုရင်းပြီးလုပ်ရမယ့်ကိစ္စပဲဗျာပေါ့လို့ပဲဖြစ်ပါမလဲတုံကျုပ်နူးသွားတာနဲ့နားရဲကိုဆရာတော်အကြောင်းကတုံမောင်ခောက်တန်းတန်းဝင်လာတာဗျမိဖို့ချောင်းထဲမှာအမေယူနီကိုတဲတဲ့အတန်လေးကြားနေရတယ်ကျုပ်ကကျုပ်မက်တဲ့အိမ်မက်ကိုပြန်တွေးနေတာမဖဲဝါနဲ့ကျုပ်နဲ့တကယ်တွေ့တာရောဟုတ်ရဲ့လားလို့ကျုပ်တွေးနေတာဗျနေကင်းကကြောက်ခဲတို့လက်မတို့ဝတ်သူတို့နဲ့ပြောခဲ့တဲ့ကိစ္စတွေကိုစိတ်ဆွဲပြီးအိမ်မက်တာများလားလို့ကျုပ်တွေးလိုက်မိတယ်ခဏနေတော့အာယုံတက်ပြီးဗျဝိုင်းထဲမှာအလင်းရောင်ဖြော့ဖြော့လေးကျလာတယ်ကျုပ်ချက်ချင်းသတိရသွားတယ်တကားဖွင့်ပြီးဝိုင်းထဲကိုဆင်းလာတယ်မဖဲဝါပို့လိုက်မယ်ဆိုတဲ့တစူးဝါကိုကျုပ်လိုက်ရှာတာဗျဟောတွေ့ပြီဗျို့တမမေအောက်မှာချထားတာဗျတပိုင်းကမီးကျွမ်းနေပြီတပိုင်းကတော့စိတ်နေတာပဲဗျဟုတ်ပါဗျာမဖဲဝါပြောတဲ့အတိုင်းပဲအခုမှအပင်ကခုတ်ထားတဲ့ဝါးတိုင်းပဲဗျဒီဝါးကခုတ်ထားတာအနှစ်20ရှိပြီဆိုတာဘသူကယုံမာတော့ဗျဒါဆိုရင်တော့ညကအိမ်မက်ဟာကျုပ်ကိုပါထွက်သွားပြီးမဖဲဝါစီကိုရောက်သွားတာတေချာနေတာပေါ့ဗျာတစူးဝါကိုယူပြီးမကြီးပင်အောက်ကတစ်သားကုတ်ပြအောက်ကိုထိုးထားလိုက်တယ်လာကွယ်ဖို့2ရက်လူသေးတယ်လေဗျာနေ့လယ်ပိုင်းအဘနဲ့အမေရွာရဲသွားတဲ့အချိန်မှာကျုပ်ကတစူးဝါကိုတထောင်တိုင်းပြီးလွှနဲ့ဖြတ်တယ်ပြီးတော့ဝါကျွန်းလောက်ရတာပေါ့ဗျာတစင်းတလက်နဲ့ကျုပ်လူချင်းနဲ့ပုံရအောင်လှုပ်ယူလိုက်တယ်ညနေပိုင်းကျတော့ကြောက်ခဲရောက်လာတယ်ဗျဗန်ပွေးကုန်းတင်းချိုင်းတွေကကလားကြီးကမန်နန်တွေရိုးပြီးမန်းမုံနေတယ်လို့ပြောတယ်ဗျကလားကြီးကမန်နန်တွေကိုအတန်နေတန်ထားနဲ့ယူလိုက်ရင်သူ့တပည့်မွေးဟောက်ကြီးကပပြင်းကြီးအကြီးကြီးခွက်ပြီးကနေတဲ့ဗျာ
ကြောက်ခဲတောင်ကြည်ရင်ကြောက်လာလို့ထွက်ပြေးလာတယ်ဆိုပဲအင်းလေလာကွယ်ညာအတွက်သူလေကြိုပြီးပြင်ဆင်နေတာနေမှာပေါ့ဗျာကျုပ်တောင်မှတစူးဝါကျွန်းနေပြီပဲနောက်တနေ့ရောက်တော့ကျုပ်ကကျုပ်ဆရာကြီးတွေကျုပ်ကိုပေးခဲ့တဲ့စီတော်တွေကိုနည်းနည်းစီသွေးပြီးတစူးဝါကြီးမှာတုတ်လိုက်တယ်အဲ့ထဲမှာဆရာနွန်ဖပေးထားတဲ့တစ်ဆုံးစီတော်ကြီးလည်းပါတာပေါ့ဗျာဒီအကြောင်းကိုကျုပ်ဘသူ့ကိုမှမပြောဘူးဗျအမေကတော့ကိစ္စရှိလို့ဗန်မွေကုံသွားမယ်ပဲပြောခဲ့တာကျုပ်ကတိအတိုင်းလာကွယ်ညတကောင်ကိုမတိုင်ခင်ကျုပ်တယောက်တည်းမိလောင်ကုန်းတင်းချိုင်းထဲကိုရောက်လာခဲ့တယ်ကျုပ်လက်ထဲမှာတော့အထက်ဆရာကြီးတွေရဲ့စီတော်တွေလိမ့်ကြံထားတဲ့တစူးဝါချွန်ကြီးကိုကြစ်ကြစ်ပါအောင်စုပ်လို့ပေါ့ဗျာကျုပ်ကမျက်ကွင်းစီကွင်းပြီးနားကိုပါတုတ်ထားလိုက်တယ်ဒါဆိုရင်မဖဲဝါရဲ့အတန်ကိုပါကျုပ်ကြားရမှာပေါ့ဗျာဟူးဟောမဖဲဝါလာပြီဗျို့ခွေးနဲ့ကြီးရဲ့အတန်ကတင်းချိုင်းနာကထွက်လာတာဗျကျုပ်ကပတ်ဝန်းကျင်ကိုလိုက်ကြည့်တယ်ဟာလာပြီမဖဲဝါခေါင်းကြီးထမ်းပြီးရောက်လာပြီဗျို့သူ့ခွေးနတ်ကျော်ကြီးလည်းပါလာတာပဲဧကန်နာဗန်မွေးကုန်းကိုနတ်ကျော်ကြီးပါလိုက်မယ်ထင်တယ်ဗျမဖဲဝါကသူ့ရဲ့မှော်ဝင်ခေါင်းတလားကြီးကိုမြေကြီးမှာချလိုက်တယ်ပြီးတော့အဖုံးကိုဖွင့်လိုက်တယ်မဖဲဝါကောင်းကင်ကိုမောကြည့်ပြီးပါဇက်ကနေတခုခုကိုပြောနေတယ်ဗျခဏနေတော့ကျုပ်လက်ထဲကတစူးဝါကိုသူလှမ်းကြည့်ပြီးခေါင်းငိမ့်တယ်ဒါတီခေါင်းထဲဝင်လိုက်တော့အချိန်ကြပြီမဖဲဝါတန်ကိုကျုပ်ကြားရတယ်ဗျို့နတ်ကျော်ကြီးကလည်းတအီလှုပ်ပြီးပြောနေတာဗျဘာရီပြောနေမှန်းတော့ကျုပ်လည်းမသိဘူးကျုပ်ကမဖဲဝါရဲ့မှော်ဝင်ခေါင်းတလားကြီးတဲ့ကိုဝင်ပြီးပက်လက်လှန်ချလိုက်တယ်တစူးဝါကိုတော့ရင်ဘတ်ပေါ်မှာတင်းပြီးအစင်သင့်ကင်ထားလိုက်တယ်မဖဲဝါကခေါင်းဖုံးကိုနှကန်းလေးတင်းပြီးပိတ်လိုက်တယ်ကျုပ်အသက်ရှူလို့ရနေတာပေါ့ဗျာမဖဲဝါကခေါင်းကိုမမသိဘူးဗျဟူးဟောနတ်ကျော်ကြီးဥပြီဒီတော့မှမဖဲဝါကခေါင်းကိုစက်ကနေမှပြီးပခုံးပေါ်မှာထမ်းလိုက်တာဗျဟောသွားပြီမဖဲဝါလီတဲ့ကိုမြောက်တက်သွားပြီအရှိကိုပြေးနေပြီနတ်ကျော်ကြီးရဲ့တအီနဲ့အော်တန်ကိုကျုပ်ကြားနေရတယ်မီးလောင်ကုန်းနဲ့ဗန်မွေးကုန်းဆိုတာဘာဝေးတာမှတ်လို့ဗျတိတ်မကြခင်ရောက်သွားတာပေါ့မဖဲဝါတုတ်ငနဲ့ရက်သွားတယ်ဟာမဖဲဝါဆိုတာကိုအခုမှပဲမြင်ဘူးတော့တယ်အင်မတန်မှနမဲကြီးတဲ့ဗမာတရေမှာပဲအခုတော့နင်ဘာတက်နိုင်သေးလဲနင်အမြဲဖွက်ထားတဲ့နင့်ရဲ့ခေါင်းကြီးကိုနင်ကိုယ်တိုင်ထမ်းပြီးလာပို့ရပြီမို့လားမဖဲဝါကဘာမှမပြောဘဲသူ့ရဲ့မှော်ဝင်ခေါင်းတလားကြီးကိုဇေယျပေါ်ကိုတင်ပေးလိုက်တယ်ငါမိတ်မရပဲနင်ဒီနေရာကထွက်မသွားရဘူးမဖဲဝါအဲ့ဒါငါမိတ်မဲအောင်လန်းဆရာကြီးကမဖဲဝါကိုတတိမလေးပဲခေါင်းဖုံးကိုဆွဲဖွင့်လိုက်တယ်ဗျဟေးအထဲမှာပါလာတဲ့ကျုပ်ကိုအောင်လန်းကြီးမြင်သွားတယ်ဒါပေမဲ့သူတိတ်နောက်ကျသွားပြီကျုပ်လက်ထဲကတစူးဝါနဲ့အောင်လန်းရဲ့ရင်ဘတ်တက်တဲ့ကိုသုံးချက်ဆင့်ထိုးလိုက်ပြီးတစူးဝါကိုဖိသွင်းလိုက်တယ်ကျုပ်ခေါင်းထဲကချက်ချင်းလှိမ့်ထွက်လိုက်ပြီးရှေ့ကိုကုန်းကြီးဖြစ်နေတဲ့အောင်လန်းကြီးရဲ့ရင်ဘတ်ထဲကတစူးဝါကြီးကျွတ်မထွက်အောင်ဖိကတ်ထားလိုက်တယ်အောက်လန်ကလာကြီးကကြောက်စရာကောင်းတဲ့မျက်လုံးကြီးနဲ့ကျုပ်ကိုအစိမ့်လိုက်ဝါးစားမလို့ကြည့်နေတာဗျပြီးတော့သူ့ရင်ဘတ်ထဲကိုထိုးသွင်းထားတဲ့တစူးဝါကိုဆွဲနှုတ်ဖို့ကြိုးစားတယ်သူကဆွဲနှုတ်ဖို့ကြိုးစားလေကျုပ်ကဖိသွင်းလေနဲ့တစူးဝါကကလာကြီးရဲ့ရင်ဘတ်ထဲကိုတော်တော်လေးနှိမ့်ဝင်သွားပြီဗျဒီတုန်းမှာပဲတစူးဝါထူးထားတဲ့နေရာကမီးကိုလိုအခိုးတွေထွက်လာရောဗျသွေးတော်တစ်စက်မှထွက်မလာဘူးဗျအောက်လန်းကြီးကမျက်လုံးပြူးကြီးနဲ့တစ်ချက်လှည့်ကြည့်ပြီးပြောလိုက်တယ်ဗမာတရေမနင်းတော်မလွယ်တဲ့ကောင်မပဲအခုတော့နင်းဥသွားပြီပေါ့လေအောက်လန်းကြီးရဲ့စကားမဆုံးခင်ပဲမဖဲဝါရဲ့အော်တန်ကြီးထွက်လာရောဗျမဖဲဝါလေလီတဲကိုရိတ်ခနဲခုံလိုက်ပြီးအောက်လန်းရဲ့ကြောကုန်းကြီးကိုသူ့ရဲ့တံမဏိလဝါကြီးနဲ့ရိုက်ရောဗျဝိုးနင့်ကိုဖုတ်ကောင်ကြီးမှငါသိတယ်ဟဲ့အောက်လန်းရဲ့ကဲဟာဘိုးကလားအောင်လန်းဆရာကြီးရဲ့မျက်လုံးကြီးအပေါ်လန်ပြီးဇက်ကျူးကျသွားရောဗျဟာမွေကြီးမွေဟောက်ကြီးဗျအပြင်းကြီးခွက်လို့ကျုပ်စီကိုတန်းပြေးလာတာဗျကျုပ်ကလည်းထိုးထားတဲ့တစူးဝါကြီးကိုကင်ထားတာမလို့ရဲသေးဘူးဗျအောက်လန်းကတကယ်တီတာဟုတ်ချင်မှဟုတ်မှာဝိုးဟာနတ်ကျော်ကြီးဗျဇရက်ပေါ်ကိုလွှာကနေခုန်တက်လာပြီးပပြင်းထောင်နေတဲ့မွေဟောက်ကြီးရဲ့လေပင်ကိုပြေးကြိုက်တော့တာဗျာ
မိုးယောက်ကြီးကယုံလီနက်ကျော်ကကိုက်ပြီးဆွဲခါလီနဲ့ပြို့ဘန်ဝေကုံတင်းချိုင်းစီရက်ထဲမှာရုံရင်ဆန်ခတ်ဖြစ်သွားတာကိုဘယ်သူမှသိလိုက်မှာမဟုတ်ဘူးဗျတာတီရပြီလွတ်လိုက်တော့ရောက်လာတဲ့မဖဲဝါရဲ့ခေါင်းကြီးကလေထဲကနေဘွားကနေပေါ်လာပြီးအထက်ကကိုကြီးတာတီထွက်လာတာတွေ့လိုက်တယ်ပြီးတော့အောက်လန်းကြီးကိုတခုခုနဲ့ထိုးလိုက်တာကိုတွေ့လို့ကျုပ်တို့ဆက်ပြီးကြည့်နေတာဗျဟုတ်တာပေါ့ဗျာဒီကောင်တွေကမဖဲဝါနဲ့သူ့ခွေးကြီးကိုတော့ဘယ်မြင်ရမှာတော့နေပါအောင်ကိုကြီးတာတီရဲ့အောက်လန်းရဲ့မွေးဟောက်ကြီးကကိုကြီးတာတီကိုပောက်တက်မလို့လုပ်နေတော့ချက်ချင်းတည်သွားတာဘလို့ဖြစ်လို့တော့မင်းတို့မမြင်ရတဲ့သူတွေလှုပ်လိုက်တာပေါ့ကြောက်ခဲရအော်ကျုပ်တိပြီကိုကြီးတာတီဒါဆိုဒီခေါင်းကြီးကိုကျုပ်တို့မမြင်ရတဲ့သူကတဲလာတာပေါ့လေဒါနဲ့အောက်လန်းကြီးကသူ့လိုမီးတောက်ပြီးဟုတ်ခနဲလောင်သွားတာဘာမှကိုမတွေ့ရတော့ဘူးဗျာအဲ့ဒါဘသူရှုလိုက်တာတော့ဗျစောစောကကိုကြီးတာတီပြောတဲ့မမြင်ရတဲ့သူတွေရှုလိုက်တာလားဟာမဟုတ်ဘူးကွာအဲ့ဒါငရဲမီးတောက်လို့ခေါ်တယ်အကုသိုလ်များတဲ့အောက်လန်းဆရာကြီးတွေတေးရင်ငရဲမီးကအလိုလိုထထောက်တာကွာလွတ်ပူတဲ့မီးကွာကြောက်ခဲရဒါကြောင့်ငါစီရဲ့အောက်ကိုစင်းပြရတာဒါဆိုတော့အောက်လန်းဆရာကြီးကိုငရဲပြည်ကလာပြီးခေါ်သွားတဲ့သဘောပေါ့ဟုတ်လားကိုကြီးတာတီဟုတ်တာပေါ့ကြောက်ခဲရဒီအောက်လန်းကြီးအဝီစီကိုရောက်သွားပြီပေါ့ကွာဒီကောင်တွေကတင်းချိုင်းစီရဲ့ခလန်းလန်းကအပင်တွေနောက်မှာပုံမိကြည့်နေကြတာဗျဗန်ပွေးကုန်းကဝတ်တူးကိုအိမ်ထိပြန်ပို့ပြီးတော့လက်မရဲ့ကြောက်ခဲရဲ့ကျုပ်ရဲ့ထနောင်းကုန်းကိုပြန်ခဲ့ကြတယ်ကျုပ်တို့ထနောင်းကုန်းကိုပြန်ရောက်ပြီးတော့တိတ်မကြပါဘူးဗျာလင်းကျက်တွန်းတော့တာပါပဲဒါကတော့မဖဲဝါထန်းတဲ့ခေါင်းဆိုတဲ့ပရာဝိတုအကြောင်းအရာလေးကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်